ဇလိုင်းရဲ့အစမှာတော့အာဆိုတဲ့ဇွန်ဘီကောင်လေးဟာသူတို့ဇွန်ဘီမျိုးထဲမှာအေးဆေးစွာလမ်းလျှောက်နေပြီးဘွန်နီဆိုတဲ့ဇွန်ဘီတွေကလည်းသူတို့နဲ့အတူနေထိုင်ကြတယ်။တနေ့သူဟာသူနေထိုင်တဲ့လေယာဉ်ပြန်ပေါ်မှာတရှင်းသားတောင်ရင်အချိန်ဖြုံးလေးရှိပြီးတော့သူ့ရဲ့တိုးရတငယ်ချင်းဖြစ်တဲ့ကိုပြောင်နဲ့လေဆိုင်ထိုင်ပြီးစကားစမြည်ပြောလေးရှိတယ်။လူသားတွေကသူတို့နဲ့အတော်ဝေးတဲ့နေရာမှာအုတ်တိုင်းအမြင့်ကြီးတွေစောက်ပြီးတော့နေထိုင်ကြတယ်။တနေ့မှာတော့လူသားအဖွဲ့တစ်ဖွဲ့ကိုဇွန်ဘီများရှိရာသို့အချက်အလက်များစုဆောင်းရန်အတွက်ဆေလွတ်ခဲ့တယ်။တနေရာရောက်သူတို့စခန်းချနေတော့ဇွန်ဘီတွေအလုံးအင်းနဲ့ဝင်ရောက်လာပြီးအပြင်းအထန်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတော့ရုံးရင်းဆန်ကတ်တွေဖြစ်နေခဲ့တယ်။ပြစ်ခတ်မှုတွေနဲ့ရုံးရင်းဆန်ကတ်တွေကြားမှာပဲအာကဂျူလီကိုတွေ့ခဲ့ပြီးမြင်ချင်းပဲဂျူလီကိုသဘောကျသွားတယ်။အာကလည်းတိုက်ခိုက်ရင်ဂျူလီကောင်လေးရဲ့အုံနောက်ကိုစားမိရမှာဂျူလီနဲ့သူ့ကောင်လေးရဲ့ပျော်ရွှင်စရာအခိုက်အတန့်တွေကိုတွေးရင်မြင်အောင်လာမိတော့တယ်။သူနဲ့အာကဂျူလီကိုပိုသဘောကျလာပြီးတခြားဇွန်ဘီတွေလမ်းမှာအကာအကွယ်ပေးပြီးသူနေထိုင်ရာလေရင်စီသို့ဂျူလီကိုပါခေါ်ဆောင်သွားတော့တယ်။ဂျူလီကအာကိုကြောက်ရွံ့နေခဲ့ပြီးထွက်ပြေးဖို့အပြင်ကိုကြည့်လိုက်ပေမဲ့လည်းအပြင်ဘက်မှာဇွန်ဘီတွေအပြည့်ဖြစ်နေတာကိုသူတွေးလိုက်ရတယ်။အာကလည်းဂျူလီနဲ့သူ့ကောင်လေးရဲ့ပုံရိပ်တွေကိုပဲတွေးပြီးမြင်အောင်နေမိတော့တယ်။အာဟာဂျူလီကိုဂရုစိုက်ပေးရင်းနဲ့သူ့နှလုံးသားဟာလည်းတဖြည်းဖြည်းနဲ့တဖန်ပြန်ပြီးတော့နိုးထလာခဲ့တယ်။မနက်မိုးလင်းလို့အာအပြင်ထွက်သွားတဲ့အခါမှာဂျူလီဟာလည်းထွက်ပြေးဖို့ရန်အတွက်ကြိုးစားတော့တယ်။ဒါပေမဲ့လည်းလေရင်ကွင်းထဲမှာဇွန်ဘီတွေအပြည့်ဖြစ်နေတာကြောင့်သူမရဲ့အနံ့ကိုရကဇွန်ဘီတွေကလိုက်လံရှာဖွေနေကြတယ်။ထို့အခါအာကပဲသူမကိုတဖန်ပြန်လဲကူညီကလေရင်ပေါ်သို့ပြန်လဲခေါ်ဆောင်သွားခဲ့တယ်။အာကဂျူလီကိုစားစရာတွေကျွေးရင်းနှစ်ယောက်သားပုံမရင်းနှီးမှုရရှိလာကလေရင်ကွင်းထဲမှာကားတွေပတ်မောင်းကြရင်နှစ်ယောက်သားအတူတူအချိန်တွေဖြုံးကြတယ်။အာညမအိတ်ခင်သူမအိတ်နေတာကိုခိုးကြည့်ပြီးသူအိတ်ပျော်သွားတဲ့အခါမှာတော့သူမဟာနောက်တစ်ချိန်ထွက်ပြေးသွားပြန်တယ်။သူမဟာအာရဲ့လက်ကနေထွက်ပြေးလွတ်မြောက်သွားပေမဲ့ကံမကောင်းစွာပဲဇွန်ဘီတွေနဲ့ထိတ်တိုက်တွေ့ကဇွန်ဘီတွေစားတောက်ခံရတော့မဲ့အချိန်မှာပဲအာကရောက်ရှိလာပြီးသူမကိုကယ်တင်ခဲ့တယ်။ဒါပေမဲ့ဘုံတွေရောက်ရှိလာတာကြောင့်ဂျူလီနဲ့အာကထွက်ပြေးခဲ့ရပြီးဖန်ဆီးခံရခန်းဒီမှာအာရဲ့တငယ်ချင်းရောက်ရှိလာပြီးကယ်ဆယ်ပေးခဲ့တာကြောင့်လူသားတွေနဲ့အနီးဆုံးနေရာသို့ကားမောင်းပြီးထွက်ပြေးသွားနိုင်ခဲ့တယ်။ဒီလိုနဲ့သူတို့နီးစပ်ရာအိမ်တစ်ခုမှာညဝင်အိတ်ခဲ့ကြပြီးဂျူလီကလည်းမိုးရီတွေဆိုလာတာကြောင့်အင်ကြီးချော်ရီတက်ကအာလည်းရင်ထဲမှာဘိုးတော်ပတ်သက်တွေဖြစ်နေခဲ့ပါတယ်။မနက်လင်းတဲ့အခါမှာတော့ဂျူလီကအာကိုတတိယအကြိမ်ထားရစ်ခဲ့ပြီးအိမ်ထဲမှာဓာတ်ပုံလေးတွေသာခြံရစ်ခဲ့ပါတယ်။ဒီလိုနဲ့အာကလည်းပဲဇွန်ဘီတွေရှိရာနေရာသို့ကုန်းချောင်းရှောက်ပြန်ခဲ့ရပါတယ်။ဂျူလီကလည်းကားမောင်းသွားရင်းနဲ့ကားစီကုန်သွားတာကြောင့်ကုန်းချောင်းရှောက်ရင်လူသားတွေရှိရာနေရာသို့ဆက်လက်ပြီးသွားခဲ့ပါတယ်။လုံခြုံရေးတွေကစစ်ဆေးမြင်မြန်ပြီးတဲ့အခါမှာတော့သူမဟာသူ့အဖေစီသို့ပြန်လည်ပြီးရောက်ရှိသွားခဲ့တယ်။တစ်ဖက်မှာတော့အာဟာသူ့ကိုသုံးခံမြောက်ထားခဲ့တဲ့သူမကိုမရရအောင်သွားရှာမယ်ဆိုပြီးအချစ်စီရဲ့ခွန်အားတွေနဲ့လူသားတွေရှိရာစီသို့မရမကထိုးဖောက်ပြီးတော့ဝင်ရောက်သွားခဲ့တယ်။အာသူမရဲ့အိမ်ကိုနောက်ဆုံးရှာဖွေတွေ့ရှိခဲ့ပြီးဂျူလီနဲ့ဂျူလီရဲ့တငယ်ချင်းနှစ်ယောက်ဟာလူသားတစ်ယောက်အဖြစ်ပုံသဏ္ဍာန်ပြောင်းလဲပေးပြီးအာကိုသူ့အဖေနဲ့တွေ့ပေးဖို့ဂျူလီကစီစဉ်ခဲ့တယ်။ဘုံတွေကလည်းတဖြည်းဖြည်းနဲ့လူသားတွေနေရာသို့ချင်းကပ်လာကြပါတယ်။ဂျူလီရဲ့ဖေကအာကိုလက်မခံမဲ့တနက်နဲ့ချိန်ထားခဲ့တယ်။ဒီအချိန်မှာဂျူလီရဲ့တငယ်ချင်းဝင်ရောက်ကယ်ဆယ်မှုကြောင့်ဂျူလီနဲ့အာကသူမအဖေထံမှတကားထွက်ပြေးကြပြန်တယ်။တစ်ဖက်မှာလည်းဇွန်ဘီတွေနဲ့ဘွန်တွေကတိုက်ခိုက်နေကြပြီးလူသားတွေကလည်းရောက်ရှိလာပြီးဇွန်ဘီတွေဘက်မှပါဝင်ကူညီတိုက်ခိုက်ပေးခဲ့ကြတယ်။ဂျူလီနဲ့အာကထွက်ပြေးကြရင်နောက်ဆုံးပြေးစရာလမ်းမရှိတော့တဲ့အခါအမြင့်ပေါ်မှာခုန်ချကရေကန်ထဲပြုတ်ကျပြီးအာကပြန်မနိုးလာတာကြောင့်ဂျူလီကသွားရောက်ဆယ်ယူရင်အာပြန်လည်ပြီးသတိရလာတဲ့အခါဂျူလီနဲ့အာနှစ်ယောက်သားပြစ်ပြစ်တွေပေးနေကြတယ်။ပြစ်ပြစ်တွေပေးနေတော့ဂျူလီအဖေရောက်ရှိလာပြီးအာကိုတနက်နဲ့ပြစ်လိုက်ရမှာအာခန္ဓာကိုယ်မှသွေးထွက်လာတာကိုမြင်ပြီးဇွန်ဘီမှာလူတို့ပြန်လဲပြောင်းလာပြီးဖြစ်ကြောင်းအကုန်လုံးကလက်ခံလိုက်ကြတယ်။လူသားတွေနဲ့ဇွန်ဘီတွေကပူးပေါင်းပြီးဘွန်နီတွေကိုအမြင့်ပြတ်တုတ်တင်ရှင်းလင်းကြတယ်။ဇွန်ဘီတွေကလည်းလူသားတွေရဲ့စိတ်ကူးတာမှုတွေခံယူပြီးဇွန်ဘီမှာလူအဖြစ်သို့ပြန်လဲကူးပြောင်းလာကြတယ်။ဇွန်ဘီများနဲ့လူသားများကလည်းအချင်းချင်းကူညီရိုင်းပင်းကြရင်အာရဲ့တငယ်ချင်းပြောင်းကလည်းစော်လေးတစ်ဝေနဲ့အစင်တွေပြေးနေခဲ့တယ်။အာနဲ့ဂျူလီလည်းရုံးမြေကြပေါင်းတင်သွားကြရင်ဇာတ်လမ်းလေးလည်းပြီးဆုံးသွားခဲ့တယ်။